ကျွန်တော်တို့ဘန်ကောက်အော်တိုစလုံးကိုရောက်ရှိလို့လာပါပြီခုဝင်းရင်းနေပြီဒါပေမဲ့ဝင်လို့မရလေအဲမှာကားလေးတွေအဲ့လိုပြစ်နဲ့မြင်နေရတယ်ဒါကတော့ Ogura Clash Cafe ကိုရောက်နေတာ ORC ရဲ့ N1 Clash ကိုသုံးထားတယ်ကားလေးတွေလက်ဆောင်ရတယ်လို့ထင်ခဲ့တာစက်ကူတွေပြီးလိုက်တယ်မင်္ဂလာပါ Rider Automotive ကနေကြိုဆိုလိုက်ပါတယ်ဒီနေ့ဗီဒီယိုလေးကတော့အားလုံးမျှော်လင့်တောင်းတနေကြတဲ့ကားအမိုက်စားတွေကိုကြည့်ရမယ်ဗီဒီယိုလေးဖြစ်ပါတယ်အခုကျွန်တော်ဒါဟိုတယ်မှာပေါ့နော်တဲနေတော့ဟိုခဏနေတော့စထွက်မှာထွက်တဲ့ခါမှာဒီဘန်ကောက်အော်တိုစလုံးတစ်နှစ်တစ်နှစ်2024တုန်းကလည်းကျွန်တော်တပုတ်ရိုက်ခဲ့ဘူးတယ်ပေါ့နော်အခုဒါက2025ပေါ့ကားတွေပါအသစ် update တွေရှိလဲပြီးတော့ကျွန်တော်စိတ်ဝင်စားတဲ့ကားတော့ပဲရိုက်ပြတော့မယ်ဗျာတဝဲလုံးတော့ရိုက်ဟိုလို heavy ရိုက်မပြတော့ဘူးတကယ်မိုက်ပြီးတကယ်ကျန်းတဲ့ကားတွေတောက်လျှောက်ရိုက်ပြမယ်အဲ့တော့ဗီဒီယိုလေးကိုစောင့်အောင်ကြည့်ရှုပေးကြပါအခုခဏနေစထွက်ပါပြီ let's go ကဲခုသွားနေပြီဆက်ဆက်ဦးဆုံးချင်းသွားကြရနေပြီးတော့ Fortuner ဆိုပြီးတော့ Greg ကငားလိုက်တာ Innova ကြီးရောက်လာတယ်စထည့်ခံလိုက်ရတော့ခဏနေတော့ရောက်တော့မှာပေါ့မိနစ်20လောက်ဆိုစီရကဲအခုဆိုရင်ကျွန်တော်တို့ဘန်ကောက်အော်တိုစလုံးကိုရောက်ရှိလို့လာပါပြီဒီတစ်ခေါက်ကတော့ပွဲလောက်တာအရင်လုံးနေကြပွဲနေရာတွေနဲ့မတူတော့ဘူးပေါ့နော်ဒါက bike tap ဆိုတဲ့နေရာမှာလောက်တာအခုဒါ modify automotive တွေကိုပြမှာဆိုတော့အရန်ကိုအခုစောက်ဝင်ပါပါရင်ခုန်နေပါပြီဘာကားတွေရှိလဲဆိုတာအခုတစ်ခုရှိသေးတယ်တကယ်ချင်းတယောက်နဲ့မိတ်ဆက်ပဲမယ်ကိုဝေလာပါဦးဒါကျွန်တော် Rider Automotive Channel ပထမဦးဆုံးဗီဒီယိုမှာ R35 GTR နဲ့မိတ်ဆက်ခဲ့ရပါခဲ့တဲ့ကျွန်တော်တကယ်ချင်းဖြစ်ပါတယ်သူကအလုပ်တွေမအားလို့မရိုက်ဖြစ်တော့တာအခုတော့ဒီဗီဒီယိုမှာပြန်လည်ပါဝင်လာပါပြီပြီးတော့နောက်တငယ်ချင်းတယောက်လည်းပါနေတယ်လာပါအခု Supra ကို3000ကျော်ဖို့ project လုပ်နေတယ်ကျွန်တော်ရဲ့ပလက်ကျွတ်တငယ်ချင်းတယောက်ပါကောက်သီးတွေပါအဲ့တော့ဒီပွဲကအခုနောက်ထပ်ရှိသေးတယ်ကျွန်တော်ရန်ကုန်နေရှင်းကတငယ်ချင်းတွေအများကြီးလဲနေ့လယ်မှာလာမယ်ဒါပေမဲ့ကျွန်တော်တို့ကတော့အခုဒါမနေ့10နာရီဆိုတော့အစောဆုံးလာတာပေါ့နော်အခုဆိုစပြီးဖွင့်နေပြီအခုဒါလက်မှတ် ticket တွေဖြတ် let's go သွားလိုက်အောင်ဟောဒါနဲ့ရှိသေးတယ်အရေးကြီးဆုံးရှိသေးတယ်မိမကြီးလာထွက်ပြေးသွားဟုတ်โอเคကျွန်တော်မိန်းမလည်းပါပါတယ်စင်ငယ်တင်နေပါခုလက်မှတ်ဝယ်ပြီးပါပြီဘတ်100ပါတယောက်ကိုတန်ပါတယ်ပြီးတော့ပိုတန်တာတစ်ခုကအခုလိုပစ္စည်းလေးတွေ live box လေးတွေပေးတယ်ဖောက်လိုက်ရင်အထက်မှာဘာပါမလဲတော့မသိဘူးဝိတ်လဲပါပြီလေးလေးပင်ပင်လေးတော့ရှိဘာလုံးလေးလဲတော့ကားပေးမှာကားပေးမှာရော့စီးွားလေးတယောက်တစ်စီးစီးပြီးပြန်ပါโอเคဘာပြောရန်ကုန်မှာကားပွဲကြီးလုပ်ရင်လည်းအဲ့လိုအမှတ်တရလက်ဆောင်လေးပေးလို့ရအောင်စဉ်းစားမိရနော်အခုအားလုံးတယောက်တစ်ခုဖောက်မှာပါဟုတ်ပေါ့သူတို့ကပေးခဲ့လိုက်မယ်ပေးခံပြီးမယူတော့ဘူးယူတော့လေးတွေ50နဲ့ပြန်ရအောင်ကားလေးတွေလက်ဆောင်ရကားလေးတွေလက်ဆောင်ရတယ်လို့ထင်ခဲ့တာစက်ကူတွေပြီးလိုက်တယ်လေးတာပဲဖက်တယ် Hey, what's the difference in falling and flying? I feel the minutes slipping by. I've been focused on timing. I've been focused on sliding. I've been focused less on what, less on how, and more so on the meaning behind it. I know if I drop the ball, it's the death of me. Something about the way she smile, way she walk. ခုဝင်းနေပြီဒါပေမဲ့ဝင်လို့မရလေသူတို့အရန်အချိန်ကြီးကြတယ်17နာရီဆိုတာအခု10မိနစ်ပဲလို့တော့ဗျာအဲမှာကားလေးတွေအဲ့လိုပြစ်နဲ့မြင်နေရအရန်ရင်ခုန်နေပြီ32 GTR လေးလည်းမြင်နေရတယ်အခုအပြင်မှာလောလောဆယ်တော့ငန်းတရားတစ်စီးပဲရှိတယ်အဲ့ဒါဒီမှာကျွန်တော်ရဲ့ဒီမှာ Tom Sport တော့ GR မလို့အိမ်လေးတော့ Tom နဲ့လဲကြွားလာโอเคဒီဟာက Tom ကဆင်ထားတဲ့ကားသူတို့ဒါကတော့ဒီsolar gut တို့ဘာတို့ကြော်ညာတာပေါ့ဗျာအဲဒီတော့အပြင်မှာကြည့်ရပြိုင်ကားသူဒီစည်းပဲရှိတယ်အခုဒီပွဲထဲမှာရှိတဲ့ဟာကတော့မမြင်ရသေးဘူးအဲမှာအမိုက်တွေတော့အများကြီးတွေ့တယ်အဲ့တော့ဆက်လက်ပြီးစောင့်ကြည့်လိုက်ခဏနေစောင့်ဝင် Sometimes I can't keep up with how I feel. Sometimes I just give up on how I feel. နာဝဲလက်မှတ်ကကျွန်တော် big motor sale ပေါ့နော်ဟိုဘက်ကကားတစ်တွေအတွက်လက်မှတ်ဒါနောက်တော့ထပ်ဝယ်လက်မှတ်က2000တော့1000ပြောင်းသွား9ရောက်လာ But it's hard because I find that's when I think about you most. I can't deny I hide it, but I'd rather have you close. I'd rather find a way to compromise than write these songs. I'd rather have you on my chest and stand with folded arms. I hope you understand. ကဲအခုဆိုရင်ကျွန်တော်တို့အထဲကိုစပြီးရောက်လာပါပြီရောက်ချင်းမှာပဲပထမဦးဆုံးလာကြည့်တဲ့ကားကတော့ R32 GTR ဖြစ်ပါတယ်ဒါ R32 GTR အောင်မှဒါ Top Secret Japan ပေါ့နော်ခုနကဒီ Top Secret ကအုံနာတယောက်လည်းတွေ့တယ်ဓာတ်ပုံတော့မရိုက်လိုက်ရအောင်
လောနဲ့ဝင်လာတော့လိုက်ရှာလိုက်ပါဦးဒီပုံလေးအမှတ်တရရိုက်ဖို့โอเคဒီဘက်မှာလည်းဒါ 32GT อ่ะပေါ့နော်ဒီအယောင်ကဗျာတော်တော်အပြည့်မှာပိုမိုက်တယ်ပေါ့နော်ဗီဒီယိုထဲမှာတော့ကျွန်တော်တေးကြမပြောတတ်ဘူးပေါ့မျက်လုံးနဲ့ကြည့်ရတဲ့ feeling ပိုမိုက်တယ်ပြီးတော့ကျွန်တော်ကားတစ်စီးစီးကိုဒီလို vibe လေးမှုတ်ဖို့အထိစဉ်းစားတာဒီအယောင်တော်တော်ကြိုက်တယ်ပြီးတော့ဟိုဘက်မှာလည်း Mark 5ပေါ့နော် Supra ဟိုဘက်မှာကဟိုပါပေါ့ကျွန်တော်တစ်ခါရောင်းပေးဘူးတဲ့ Suzuki Jimny ကိုဆင်ပြလာတာပေါ့နော် camp site တွေပါတယ်အပေါ်မှာခီးသွားတဲ့ vibe ပေါ့ကျွန်တော်ကိုမြန်မာနိုင်ငံမှာဆိုလဲအဲ့ဒါလေးတွေကတော်တော်ကိုခစ်စားမဲ့ဟာမျိုးတွေထဲမှာပါတယ်ပေါ့နော်ဒီကောင်ဆိုရင်အခုခီးတွေပါထွက်တဲ့ခါမှာလဲတုံးတယ်ကျွန်တော်အခုပြူးဝင်တို့ကလောတို့ vibe နဲ့ကွက်တီပဲပေါ့နော်ထင်းရှူးအိမ်လေးတွေနဲ့ဆိုကွက်တီပဲဒီဘက်မှာတော့ဒါကတော့ကျွန်တော်တို့ရဲ့ Tokyo Drift ကဆရာကြီးမောင်းခဲ့တဲ့ကားပြဒါတော့ drift လောကကြီးကို drift ယောဂကိုစခဲ့တဲ့ကားလို့လည်းပြောရင်မမှားဘူးပြီးတော့ဒါဒီထဲမှာဟိုတက်ကရှိစီးခဲ့တာပေါ့နော် तू က drifting ဆိုတဲ့ vibe တွေကိုပြသွားတာမှာကျွန်တော် fair လေးတွေကိုမြန်မာနိုင်ငံလူတွေအယူမှုဖြစ်ခဲ့တဲ့ကားတစ်စီးဆိုရင်လည်းမမှားပါဘူးစင်လာတာတော့တော်တော်မိုက်တယ်ကျွန်တော်တို့ဗျာဒီ body kit တွေထွက်ခဲ့တာနှစ်အရန်ကြာနေပြီဒါပေမဲ့ကျွန်တော်တို့မျက်လုံးထဲမှာအခုလည်းကြိုက်နေတော့မယ်အဲ့လောက်ထိကိုသူတို့ရဲ့အလှပတွေကတည်ငြိမ်နေပေါ့နော်အချို့အလှပတွေဆိုခဏပဲခံတယ်ဗျာဒါပေမဲ့တည်ငြိမ်တဲ့အလှပတွေမှာပါတယ်ပေါ့နော်ဒီဟာတိုင်းမယ်နော်ကဲအခုရောက်နေတာကတော့ Honda Civic တိုက်ရပါပေါ့နော်ဒီဘက်မှာဒါဒီ generation ကတော့ကျွန်တော်မစီးဘူးသေးဘူးကျွန်တော်မြန်မာနိုင်ငံမှာလည်းမနိုင်မျိုးမရှိဘူးဗျာမရှိဘဲနဲ့တင်သွင်းဝင်နေပါပြီပြန်ရခဲ့တဲ့တစ်ချိန်မှာဒီကားတွေမြန်မာနိုင်ငံမှာမြင်ရမလားဆိုတာကတော့ရှင်းခုန်တယ်ပေါ့နော်မြင်ရခဲ့ရင်တော့ကောင်းတာပေါ့ဗျာကိုယ်နိုင်ငံမှာစီးရတာဆိုโอเคဒါ Honda Civic တိုက်ရရဲ့နောက်ဆုံးရုပ်ဖြစ်ပါတယ်ကျွန်တော်နောက်ဆုံးဝယ်ခဲ့တဲ့ကားသူ့အောက်က generation ဖြစ်တယ်ဒီဇိုင်းပိုင်းရော look ပိုင်းရောအများကြီးပြောင်းသွားတယ် performance ပိုင်းကတော့ကိုမမောင်းကြည့်ဘူးတဲ့အရာတွေဘာမှမပြောတတ်ဘူးပြောလည်းမပြောဘူးပေါ့နော်ကျွန်တော်ရဲ့မူဝါဒအရကျွန်တော်မောင်းမှုတဲ့ကားတွေအကြောင်းပဲပြောမယ်โอเคဒါ Honda ရဲ့ဒါကားတွေရက်ထားတာပေါ့နော်ဒီဘက်မှာလည်း Honda ရဲ့ကားလေးဒါ HRV ပေါ့နော် CRV ထက်နည်းနည်းသေးသွားတယ်ဗျ HRV ကိုခေါ်တယ်မိုက်တော့မိုက်တယ်ဒီဇိုင်းလေးတွေကအဲ့လိုဟို new race စီးမယ်မင်္ဂလေးစီးမယ်ဆိုရင်အတော်ပဲပြီးတော့ဒီဘက်မှာအနီတစ်စီးရှိတယ်ကျွန်တော်ပြဒီဘက်မှာရှိနေတဲ့ကားကတော့တော်တော်လှတယ်ဗျသူကတော့ပြန်တိုင်းပြောရင်လုံးဝ stamp ဆင်ထားတာနှိမ့်ကက်ကက်ဝိုးဝက်ကလေးအထဲကိုဘိန်း fender တွေကိုပါဒီဟိုဟာတွေက figment အထဲကိုအကုန်ထည့်တာပါတော့ကျွန်တော်ထင်တာမမိုက်ဒီကောင် air suspension နဲ့ဖြစ်လိမ့်မယ် air suspension နဲ့ဖြစ်တဲ့အတွက်အရန်တော့ခုံပါဗျာဟိုဘက်မှာအဖြူစင်ထားတဲ့ပုံစံလောက်ကိုကျွန်တော်ကပိုကြိုက်တယ်ဒါကတော့ကျွန်တော်ကြိုက်တဲ့ပုံစံမဟုတ်ဘူးကျွန်တော်အသက်ကြီးလာလို့လားမသိဘူးအဲ့လိုအရန်ဝက်ကပ်ပြီးတော့ဟိုလွတ်ဒီမလို့ကိစ္စတွေကိုတိတ်စိတ်မပါတော့ဘူးငယ်တုန်းကတော့စိတ်ပါတယ်ငယ်တုန်းကစိတ်ပါတယ်ဆိုတော့အခြားမဟုတ်speed နဲ့မောင်းနေတာပေါ့နော်လာပေါင်းဆရာတို့လာပေါင်း Honda လေးအကြောင်းရှင်းပြပါဦးHonda လေးဒါ Honda FNGT တော့သိတယ်ကိုရဆောင်းမိုက်တယ်နော်ကျွန်တော်Honda Type R Civic အဒီဝယ်တော့လည်းဒီ3ယောက်ပဲသွားဝယ်လာတာဒီ3ယောက်ပဲကြိုက်ထိုးမှာသွားပြီးဝယ်တယ်တလန်းလုံးဖြုတ်တယ်ရှယ်မောင်းလာတာကျွန်တော်ကတော့ top speed တစ်ခုစမ်းခဲ့တယ်အဲ့တော့က218လားအဲ့လောက်ဘန်းခဲ့တယ်ပေါ့နော်ဒီမှာကိုရကမမောင်းခဲ့ရအောင်နော်အဲ့တော့အဲ့ကောင်တက်ကျွန်တော်ကင်မရာမန်လုပ်လိုက်ရ generation တစ်ခုမြင့်သွားတယ် type ပါဖြစ်သွားတယ်အေးပေါ့ဒါ generation ပုံမြင့်သွားဟိုအနောက်ကအဖြူဟာမျိုးအတူတူပဲနော်ဒါပေမဲ့ဒီကောင်စင်လာတာနဲ့ဒီကောင်စင်လာဗျာပိုကြိုက်ဟုတ် FNGT ပဲဟုတ်ကိုပြောရမလို့လေစင်လာတာမင်းမောင်းတဲ့ပုံစံဆိုဒါအကုန်ကျွတ်ထွက်သွားမှာဒီကောင်ကတော့ stance look ပေါ့ဒါ stand ပေါ့နော်ကျွန်တော်တို့ကတော့ဟိုဘက်ကအဖြူလိုပုံစံမျိုးတကယ်မောင်းမဲ့လူတကယ်ပြင်းမဲ့လူကတော့ဟိုဘက်အဖြူလိုပုံစံမျိုးကပို့ပြီးအဆင်ပြေတယ်ကျွန်တော်တို့အတွက်ပေါ့ဒါလည်းတော်လှရနော်အကြောင်လေးကလှုပ်ထားတာစီးတော့စီးတင်သေးတယ်နောက်ကို offset နေတော်မိုက်ဂွေထည့်တာဂွေအလွန်ကတော်တော်မိုက်တယ် advanced GT ဖြစ်တဲ့အတွက်လှလိုက်တာကာဗွန်ဖိုင်ဘာလေးတွေကလည်းဟိုမှာပါမြုပ်ပြီးဝင်သွားတာဘာပြောဗျာကားလောကကားချစ်သူတွေအားလုံးကတော့ဒါဒီအကုန်လုံးတော်တော်သဘောကျနှစ်ကြိုက်ပြီးတော့ရှင်းတတ်ကြမှာအမှန်ပါပဲအဲ့တော့နောက်ထပ်ကားကြီးဆက်ပြီးသွားကြည့်ပါဦး let's go right upမင်္ဂလာပါဒီဗီဒီယိုလေးမှာတော့ဖြင့်ကျွန်တော်ကပြိုင်ကားတစ်စီးမှာမရှိမဖြစ်အရေးပါတဲ့ clutch အကြောင်းပြောပြပေးမှာဖြစ်ပါတယ်ဒီကောင် clutch နဲ့ပတ်သက်လို့ပြောရင်တော့ကျွန်တော်လည်းသုံးခဲ့ဘူးတယ်ဒီမှာကျွန်တော် drift car မှာအခုသုံးတာကလေ ORC ပဲပေါ့နော် ORC twin ပေါ့နော်ဒီကောင်က racing clutch တွေကိုမှ
ဟိုမျိုးစုံများဒီကောင်ကြော်ညာရတယ်ပြီးတော့ sample လည်းဆင်ပြရတယ်ပေါ့နော်အဲ့ထဲမှာအခုဒီမှာရက်ထားတဲ့ကားလေးကတော့ဒါ GR ပေါ့ Yaris ပေါ့ဒီကောင်လေးတွေကပြောမလို့အကောင်သေးသေးနဲ့အစိပ်ပြင်းပြင်းကားလေးတွေမျိုးရဲ traffic တိုးရင်လည်းကျန်းတယ် rally မှာလည်းကျန်းတယ်ဗျာလို့ကွင်းတွေတွေထဲမှာမောင်းရင်ဒီကားလေးတွေကကားသေးလေးပေါ့လေးနဲ့ horsepower လို့ကျန်းထွက်တဲ့ကားလေးတွေပေါ့နော်ဒီကောင်ကပြောမလို့သုံးလုံးတို့အင်ဂျင်လေးမှာ performance အများကြီးထုတ်ထားတဲ့ကားလို့လည်းပြောရင်မမအောင်ပြီးတော့ဒီကားလေးမှာကြိုက်နေတတ်တဲ့အချက်လေးတော်တော်များများပါတယ်အဲ့ဒါဘာလဲဆိုတော့ကျွန်တော်ပြပြပေးမယ်အခုဒါရုပ်ထွက်ပိုင်းနဲ့ပတ်သက်ရင်လည်း carbon fiber တွေဗျာဒီဟို color တွေပါအကုန်လုံးကတော့ဒါအခုလည်းမြင်ရနိုင်မယ်ဗီဒီယိုထဲမှာလှတယ်ဗျာဒါပေမဲ့အဓိက main ပြောချင်တာကတော့ဒီကားမှာသုံးထားတဲ့တာယာအကြောင်းပေါ့တာယာတော်တော်ကျန်းတယ်ဒီ track ထဲမှာတော်တော်ကျန်းတဲ့ result တွေကိုရတာတယ် Bridgestone ရဲ့ Potenza series ဖြစ်သွားတယ်ဒီတာယာဈေးလည်းတော်တော်ကြီးတယ် performance ရဲ့လုံးဝ high performance ဖြစ်ပါတယ်တော်ရုံအဆင့်မုံတော့ high performance အဆင့်ဖြစ်တယ်ပြီးတော့ brake နဲ့ပတ်သက်လို့ပြောရင်လည်း endless brake ကိုဆက်လိုက်သုံးတာတယ်အရှိရ10ပေါ်အနောက်က4ပေါ်ဖြစ်တယ်အဲ့တော့သူ့ကားဆိုင်နဲ့သူ့ brake နဲ့ကလုံးဝကွက်တီကိုလူရထအောင်ပုံနေသေးတယ်ပြီးတော့ဒီဘက်မှာမြင်နေရမှာဒီမှာ angle ဆိုတာကတော့ဒီဘေးက rings ပေါ့နော် rings ကလည်း angle သုံးပေးထားတယ်ပြီးတော့ဒီဘက်မှာ Doctor ဆိုတာကတော့ clutch တွေနဲ့ပတ်သက်တဲ့အပိုင်းမှာအထက်မှာသုံးတဲ့ gear box နဲ့ပတ်သက်တဲ့အပိုင်းပေါ့နော် gear box နဲ့ပတ်သက်တဲ့ဟာတွေကိုထုတ်တာ Casco က low kick ကိုသုံးတာသူက low kick သုံးတာတယ်ဘေးမှာရေးထားတဲ့ Fujitsu ဆိုတာကတော့ exhaust system ဖြစ်ပါတယ်သူက Fujitsu exhaust system အနောက်ကဘက်မှာ muffler ကိုသုံးပေးထားတယ်လို့ကျွန်တော်သိရတယ်ပေါ့နော်အော်ဒီမှာကျွန်တော်ပြပြမယ်ဟုတ်တယ်သူကအလဲ center pipe တွေကို gravity သုံးပြီးတော့အနောက်ကို Fujitsu မှာ titanium သုံးတာဖြစ်တဲ့အတွက်ဈေးလဲတော်တော်ကြီးတယ်ပြီးတော့ brake system endless mono သုံးထားတယ် mono 6ပေါ့နော်အနောက်က 4 mono ဖြစ်သွားတဲ့အတွက် endless မှာတော့အမြင့်ဆုံးပဲဈေးလဲတော်တော်ကြီးတယ်ဈေးကတော့တိတ်အနည်းဆုံး400လောက်တော့ရှိမယ်နဲ့ထူတယ်300-400လောက်တော့သွားမှာဗျာအနည်းဆုံးကတော့ပြီးတော့ဒါ clutch တွေအကြောင်းပေါ့နော်ဒီမှာသုံးထားတဲ့ clutch တွေဒီကားမှာထည့်ထားတဲ့ clutch တွေအကြောင်းဒီမှာပြပေးထားတာပြီးတော့ကျွန်တော်တို့ drifter တွေအကြိုက်ဟာတွေလည်းရှိသေးတယ်ပြီးတော့ဒီကားမှာအမိုက်ဆုံးက sorry ဒီကောင်လေးပေါ့ဒါလေးကဒါ GR ရဲ့ GD win ဖြစ်ပါတယ် carbon fiber GD win လို့ခေါ်တယ် GR ရဲ့အနောက်မှာသူ sticker လေးလည်းကတ်ထားတာထားကြတယ် Fujitsu မှာ titanium exhaust နဲ့သွားရတယ်ပေါ့နော်ပြီးတော့ကျွန်တော်တို့ drifter တွေအကြိုက်ကျွန်တော်တို့သုံးတဲ့ clutch ပြအဲ့ဒါဗာလဲပြဒီမှာ clutch တွေကတော့အစုံပဲပြ series မျိုးစုံရှိတယ်သူက racing concept တွေပါတယ်မျိုးစုံရှိတဲ့ထဲမှာကျွန်တော်ကြိုက်တဲ့ကောင်ကဒီကောင်ကြီးသူကပုံမှန် high လို့ပပလေးနဲ့မလာတော့ဘူးဒီမှာအထူးကြီးပဲ twin ပေါ့နော် twin clutch ဖြစ်သွားတယ်3ချက်ပေါ့နော်ပါတယ်ပြီးတော့ဒီကောင် horsepower လည်းသူက1000လောက်ထိကိုခန်းနိုင်တယ်ပြီးရင် throttle လည်းဟိုလောက်ထိသွားတယ်900ဆိုတော့တော်တော်ဒါဘယ်လိုပြောမလဲသူတို့မောင်းပြဆင်ပြလာတဲ့ horsepower အများကြီးနဲ့ကားတွေမှာဒီဟာကြီးကိုသုံးပြီးတော့နိုင်နေဆိုတော့ပြလာတာပေါ့ဗျာအဲ့တော့ drift သမားတွေဆိုတော့ဒီ clutch ကတော့ဝယ်တက်တဲ့တဲမှာပါတယ်ပတ်စံတော့ဈေးကြီးလိမ့်မယ်ဗျာဒါပေမဲ့ feeling ကလုံးဝ so good ကြီးဖြစ်မှာ clutch လို့တိုးလိုက်တဲ့ကဘန်းတော်နဲ့လဲပြီးအဲ့လိုတောက်လျှောက်ပတ်အဲ့လိုနင်းတော့ကိုပြေးမှာ clutch က drift ကားတွေမှာအရန်အေးပါတယ် drift ကားမှမဟုတ်အခြားကားတွေမှာလည်းဒီ high performance clutch တွေကအရန်အေးပါတယ်ဒါကတော့ဒီ performance clutch နဲ့ပတ်သက်လို့ဒါခြုံလို့ရိုက်ပြလိုက်တာပေါ့နော်ဒါကတော့ ORC carbon clutch တွေအကြောင်းရေးထားတာပေါ့နော် carbon တွေဆိုရင်အတန်ထွက်တာအောင်ညင်တာတယ်ပို့ပြီးတော့ What's up, Ryder? Quên em mau mày lấy đi, ta lấy chạy, carbon fiber này kia trên này, nắp đi không phải mà chạy thôi là bay clip đi à, sao mày, ta dùng ngã tao lâu chậm thì bay clip, chạy khu nhau này đã rồi đã, Japan mà nằm ở brand khu biệt đấy, first sightဖြစ်ပါတယ် first sight ကတော့ဒါမနစ်ကလည်းကြီးခဲ့ဘူးလေဒါပေမဲ့ဒီနှစ်မှာတော့ကားလေးနဲ့သူတို့ပြောင်းလဲလုပ်ထားပြီးတော့ဆင်လာတဲ့ပုံစံလေးတွေလည်းနည်းနည်းဒီဇိုင်းပိုင်းပြောင်းလာတယ်ပေါ့နော်ကွီဒီပါဆိုလဲဒီဘက်ခစ်ပုံစံမဟုတ်တော့ဘဲနဲ့ old school bike ကိုသူတို့သွားထားရဗျာဒါဆို 180SH ကိုဆင်ထားတာ SR ကို engine ကန်းတွေကလုံးဝ fully modified ပေါ့နော်အဓိကမြင်ရတာတော့ဒီတစ်ခေါက်ကတော့ထူးခြားတာ engine head တွေဟိုအပေါ်ရန်အလွှာတွေအကုန်လုံးက chrome တွေကြီးပဲ down တက်ခွက်ပေါ့ဗျာ down တက်ခွက် feeling ကိုအပြည့်ပေးထားတယ်ဒီဘက်လည်းထုတ်နေလည်းကောင်းမယ်ဒါပေမဲ့ဒီခေါင်းတော့ကျွန်တော်သိမကြဘူးကျွန်တော်ကမျက်မေးကိုပို့ကြိုက်တယ်ဇန်ကီကိုပို့ပြီးသဘောကျတယ်ဒါကတော့ကောက်ကီပေါ့နော် okay ဒါကတော့ first sight ကပစ္စည်းတွေရောင်းတဲ့ဘာညာတာတကဝယ်လို့ရတယ်ဟာပေါ့နော်ဒီဘက်မှာတော့အခုဒါနေရာမှာတော့ဒါ first sight က super high ဖြစ်ပါတယ်ဒါလည်း
နာမည်ကြီးကားပါပဲဒီမှာအများဆုံးဟိုလူတွေစိတ်ဝင်စားတဲ့ကားတွေကတစ်စီးပေါ့နော် Supra Velside ဖြစ်ပါတယ်သူလည်းနာမည်ကြီးပေါ့ Supra ရဲ့ဘေးမှာတော့ဒီမှာ Honda တွေပြီးတော့ဒီမှာကျွန်တော်ကြိုက်တဲ့ကားလေးတွေ့ပြီဒါကျွန်တော်တို့ငယ်ငယ်တုန်းကကားလောပြိုင်ကားလောကမှာနာမည်ကြီးကားဗျ M2 လို့ခေါ် M2 ကိုအဲ့အမိုးလေးကအဲ့လိုတီပါလေးနဲ့အမိုးအပြည့်ဖွင့်တာမဟုတ်မှန်ချက်ကလေးတွေကိုအနောက်ထပ်ကိုထည့်တာတီပါလေးနဲ့ပေါ့နော်မိုက်တယ်ဒါလေးစင်တာရဲ့ကာလာလေးလဲစော်လေးရစီးမဲ့ဆိုတော်တော်လိုက်ဖက်ညီမှာအိုး Tesla ကို Advan ကွေနဲ့ဟမ်နော် Supra ကိုဒီမှာ Advan ကွေနဲ့လောက်ထားတာလန်ထွက်နေရကွေကပြီးတော့ stand ပေါ့နော် Tesla ကိုစင်ထားတာဒီမှာရန်ကုန်မှာတော့လိုက်မလုံးနဲ့နော် Tesla သူ့အနေနဲ့သူတော့ upgrade လုပ်လို့သိရတာမဟုတ်အဲ့တော့ဒီကောင်ရှိမယ်ပြီးတော့ဒီဘက်မှာလဲဒါထပ်ပြီးမြင်ရမှာကတော့ဒါ ARB ကမှာ off road ကူမှာဂေါ်ကြီးဆင်ထားတာပေါ့နော်တက်တက်ကြီးလိုက်ရင်တော့ဒါမျိုးကားတွေပေါ်မှာအဲ့လိုစပိန်တွေဆိုင်ကယ်တွေတင်ပြီးခီးတွေပါထွက်ချင်သေးတယ်ဒါပေမဲ့အခုကျွန်တော်စိတ်နဲ့တော့မဖြစ်သေးပါဘူးကျွန်တော်အဲ့လောက်လဲအပင်မမခံနိုင်တာလဲပါတယ်ပေါ့နော် Toyota Fortuner ရဲ့ Hyper F ချွတ်စင်ဘော်ဒီကြီးလည်းမသိကျွန်တော်လည်းတစ်ခါမြင်ဘူးဒါတော့ Honda Civic တိုက်ရပါဘောဒါကတော့ရှေ့မှာလည်းပြခဲ့ဘူးပြီးသားဆိုတော့တိတ်အထူးကြိုက်တော့မဟုတ်ဘူးဒါကတော့ဒီမှာအခုမြင်တဲ့ကားလေးတွေကိုရိုက်ပြီးသားတာဖြစ်ပါတယ် What's up, Right. right up? အသားလည်းတော်ကောင်းတယ်ဈေးတော့ကြီးရေပဲ2,600,000လောက်ကျန် XL okay ဒါပေမဲ့ဒီကောင်ကအသားသိမ့်ဖြစ်တဲ့လောက်ကြီးမကောင်းဘူး bigger yes this one no yes okay how much တက်တာလားဒီကောင်မကြိုက်ပါလား အကြီးလို့2,000ဆိုတော့2,600,000လောက်ကျပါကဲအခုဆိုရင်ရောက်နေတဲ့နေရာကတော့ဒီမှာပြိုင်ကားမှာ GDM ကိုကျွန်တော်တို့အကြိုက်တွေပေါ့နော်ဒီမှာ FD ဒီဘက်မှာတော့R32 GDR ဖြစ်ပါတယ်အဖြူလေးတက်တန်လေးတော်တော်တန့်တယ်ကားလေးကခုပွဲဆွဆွလေးနဲ့ဒါပေမဲ့နောက်ပိုင်း generation အရဆိုရင်ဒီထဲမှာဆိုရင်တော့ကျွန်တော်ရဲ့ရွေးချက်မဲ့ကားဘာကားဖြစ်မယ်လို့ထင်တယ်တေချာပေါ့ဟိုဘက်ကကားကိုရွေးမှာပါဒီမှာဆရာကြီးရှိတယ်ဆရာကြီးကိုကြော်ပြီးဘယ်ဟာမှရွေးမှာမဟုတ်ပါဘူးဘာလို့လဲဆိုတော့ Honda NSX ကဘောမှာတစ်ခါမှမပိုင်ဘူးဗျာသူ့ရဲ့ကားသူ့သူတာ model ဘယ်လောက်ပဲနှိမ့်နေပလေးစီအောင်ဗျာသူက super ကားရုပ်ကြီးကိုထွက်နေတာမြန်မာနိုင်ငံမှာလည်းတစ်စီးရှိတယ်အဲ့ကားလေးကိုလည်းကျွန်တော်ရဲ့ဒီကားပိုင်ရှင်အကောကရန်ကုန်မှာပေးပေါင်းမယ်လို့ပြောတာလေးကိုလည်းအဲ့နေ့ကိုစောင့်နေတာအဲ့နေ့ကျရင်လည်းကျွန်တော်ရိုက်ကူးတင်ဆက်ပေးသွားပါအောင်မယ်ဒါကတော့ Spoon Honda ရဲ့သူ့ရဲ့ signature ပေါ့နော်စင်ထားတဲ့ color လည်းမိုက်တယ်ဗျာတော်တော်ဟို iconic ဖြစ်တယ်လှတယ်ဒီဘက်မှာလည်း GR86ဒါလည်းလှပါတယ်ဒီဘက်ဒါကတော့ပြန်တိုင်းမျိုးဒီဘက်ခစ်ပေါ်အလှပေါ့ဗျာဒါလေးကတော့ဒါထထမိုးတို့နန္ဒာလိုင်းတို့ပေါ့ဗျာဟဲ့လေဒါလေးကတော့ခစ်ပေါ် model လေးလို့ပေါ့အခုမှစပေါ်တာပေါ့လေပြီးတော့ဒီဘက်မှာဆရာကြီးတွေကြံနေတယ်ဆရာကြီးတွေကိုထပ်ပြအောင်ဆရာကြီးတွေကဒီမှာ Miles ကရှင်းလာတာ Miles brand Nismo ကွေနဲ့ကွေရလဲဒီကွေဈေးတော်ကြီးอ่ะเนาะကျွတ်စင်ဈေးကြီးอ่ะဒီကွေကပြီးတော့ဒါ R34 GTကဒီကားလေးမှာဒီမှာထူးခြားတာသူကအရောင်ကလည်း limited color လို့ metallic paint ကိုမှတော်တော်လှတဲ့အပြင်ကို green carbon သုံးတာတော်တော်လှရနော်ကြည့်လိုက်အောင် green carbon ကျွတ်စင်စိမ့်လှပြီးရင်ဒီဘက်မှာလည်းစာသားကဒီမှာ line up ကကျွန်တော် GDR မှာအရင်တက်ခဲ့တဲ့ mine CR တိုင်းတို့ပါဗျာအဲ mine စိမ့်နေပေါ့ဈေးတစ်ခုမှမပေါ်ပါဘူးဒီကောင်လေးကဈေးတော်တော်လေးကိုကြီးတယ်ဒါတော့ R34 GDR ဖြစ်တယ်သူ့ရဲ့ဒီ bonnet မှာကသူက sign ထိုးသလိုလေးဒီမှာ logo အသားလေးဖောင်းကြွလေးလိုပါတယ် sign ထိုးတာက mine ဆိုအဲ့ဒါလေးကမိုက်တယ်အဲ့ဒါလေးကဈေးတော်တော်လေးကြီးတယ်စက်ကျွန်းအဲ့လိုပုံစံမျိုးနဲ့လာတယ်ကဲဒီဘက်မှာလည်းအလန်းနေပြီပဲဒါပေမဲ့ဒီကောင်ကြီးကြောင့်လည်းကျန်းသွားကျွန်တော်တို့အကြိုက်မဟုတ်တော့ဘူးเนาะဒါတော့ဒါတကယ် queen တွေထဲမှာမောင်းတဲ့ vibe ကိုဆင်ပေးထားတာဖြစ်ပါတယ်ဒီဘက်မှာလည်း Honda Civic တွေမနိုင်မျိုးတော့ Honda ကိုကြိုက်တော့ကြိုက်တယ်ဒါပေမဲ့အလွန်ကြုံကြီးကြိုက်တဲ့နေရာမှာတော့မပါဘူးဒီမှာတော့ fair lady ဟိုးဒီမှာလာကိုလို drip view တွေဆိုတော့ဒီမှာဒီကောင်တွေကိုပိုကြိုက်တယ်ဟိုဒါတော့ကျွန်တော်ရဲ့ drift car မှာလိုချင်တဲ့ဟိုတိန်းနာခွင့်ရမယ်ဆိုရင်ကျွန်တော် garage ထဲမှာတိန်းမဲ့ကားတွေထဲမှာပါတယ် S13 ဖြစ်ပါတယ်ပြီးတော့ဒါဒီမှာဘိန်းနက်တွေကိုလည်းရှိုးလာအောင် James Bond ကားတွေကလို့ဘေးကားကိုဘိန်းလိုက်ဖောက်ဖို့လေမဟုတ်ပါဘူးဟိုဟာဒီဇိုင်းပိုင်းဆိုင်ရာလောက်ထားတာရောအတွင်းကန်းလေးလည်းမိုက်တယ်အိုးအတွင်းကန်းလေးကအစားမိုက်တယ်လက်အိတ်လေးတွေအယုတ်ကလေးတွေဒီကားလေးကစော်လေးစီးတာဖြစ်မယ်အဲထဲမှာသူ့ပုံလေးတောင်ကတ်ထားပြီးစကီလေးစီးတာဖြစ်မယ်တော့ရှုပ်လို့တော့မြင်မိုက်လောက်ထားတဲ့ဟာလေးလည်းတော်တော်သဘောကျတယ်ဂီယာတန်ကိုလည်းမီးလင်းအောင်ဆိုပြီးဟိုမှာ USB ချိုးတစ်ချောင်းလဲ
အသွင်ကြိုးတစ်ချောင်းနဲ့သွင်းထားသေးတယ်အဲ့တော့ဂီယာတန်းကမီးလင်းကောင်းလင်းလိမ့်မယ်မီးလင်းဖို့များပါတယ်သူဂျယ်လီအထဲရဒါစကီလေးစီးတဲ့ကပိုင်ရှင်တော့ဘယ်မှာလဲမသိလိုက်ရှာလာဘူးโอเคဒါကတော့အိုးဒီမှာအချစ်ဦးကိုတွေ့ပြီချစ်ဦးဆိုလို့တမျိုးမထင်ပါနဲ့ကားကိုပြောတာပါကျွန်တော်ဘဝမှာဒုတိယမြောက်ပိုင်ခဲ့တဲ့ Fairlady 350Z ဖြစ်ပါတယ်ကျွန်တော်ဘဝမှာပထမဆုံးပြိုင်က Celica GT4 ဖြစ်ပြီးတော့ဒါဒုတိယမြောက်ပိုင်ခဲ့တဲ့ကားတော့ 300Z ဖြစ်ပါတယ်ဒါလုံးဝရှင်ခုံသွားတာတွေးလိုက်တဲ့အချိန် GT Wing နဲ့မိုက်တယ်ဗျာခွင့်သိရင်တော့ပြန်ပိုင်ရင်သေးတယ်တော်မိုက်တာ तू ကဒီကောင်လုံးဒီ highlight တွေကတော့ရှုပ်လို့မရဘူးเนาะဂျပန်ကနေပြီးတော့ကျွန်တော် Lambo မှာသုံးတဲ့အဲ့တုန်းက Lambo Gallardo series တစ်ခုမှာဒီမီကွက်ကိုသုံးတာเนาะ तू ရှုပ်လို့မရဘူး तू ကဂျပန်တွေကတော်တော်ခစ်ရှစ်ပြေးတာရုံးစွာဆုံးကျွန်တော်ရဲ့ Audi i ကမီကွက်ထဲကဟာရတော့မှဂျပန်ထုတ်ပေးတာเนาะဒီကောင်တွေကအဲ့လိုဂျပန်တွေကစွမ်းတော့စွမ်းတယ် तू ရှုပ်လို့တစ်စက်မှမရဘူးမှန်ပြုံးပြဘယ်လောက်လာပြီးတော့ဒီကာလာပေါ့เนาะဒီလိုအယောင်တွေကကျွန်တော်မြန်မာနိုင်ငံမှာခေါ်နေတဲ့ဓာတ်တိုင်ဆိုတဲ့အယောင်မဟုတ်ပါဘူးเนาะဒါကလုံးဝဂျပန်နီ signature color ဖြစ်တယ်ကားရှိုးတွေမှာဒီအယောင်ကမတရားလာတဲ့ကာလာဓာတ်တိုင်အောင်မဟုတ်ဘူးဒါဆေးပါလို့ခေါ်ပါတယ်ခင်ဗျာဓာတ်တိုင်အောင်ဆိုတာဟိုဈေးနည်းနည်းပေါ်တဲ့ကားတွေမှာလာတဲ့အယောင်ဟိုမှိုင်းတွေကိုခေါ်တာဒါကတကယ်ဆေးပါကာလာအချို့တွေလွဲလုံးလို့ရှင်းပြတာဖြစ်ပါတယ်ဒီကားလေးမြင်ရနေရင်ခုန်သွားပြီโอเคWhat's up, Ryder?